မင်္ဂလာပါရှင်ကျွန်မကတော့ Zenith Legal Service ရဲ့ founder တရားလွှတ်တော်ရှေ့နေဒေါ်စင်စင်ဦးပါဥပဒေရေးရာတိလို့ရမိကဏ္ဍမှာမေးမြန်းထားသောမေးခွန်းတွေကိုအားရတဲ့အချိန်လေးမှာဖြေကြားပေးရရှိပါတယ်အခုမေးမြန်းထားတဲ့မေးခွန်းတစ်ရက်ကတော့အဖေနဲ့အမေရှိတယ်ဒီများနှစ်ယောက်ပေါ့နော်သူတို့မှာသားလေးတူဦးသောသားလေးရှိတယ်အဖေနဲ့အမေနဲ့ကကွဲသွားတယ်အဖေကလည်းနောက်အိမ်အောင်အမေကလည်းနောက်အိမ်အောင်ကိုစီနဲ့နေကြတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတိုင်းတာမှာသူတို့ရဲ့သားလေးတူဦးသောသားလေးအမေနဲ့တူတူနေနေတယ်ပေါ့အမေနဲ့တူတူနေရင်းနဲ့အမေကအကျွေးမြည်တက်လာတဲ့အခါမှာသူတို့နေထိုင်တဲ့မြေခွက်နဲ့အိမ်နော်နေမှာဖြစ်နေမယ်ရွာတွေမှာဖြစ်မှာပေါ့အဲ့လိုမြေခွက်နဲ့နေအိမ်ကိုသားလေးနာမည်နဲ့ပေးထားတယ်တဲ့နော်သားလေးနာမည်နဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်သူ့မိကအကျွေးတက်လာတဲ့အခါမှာကျွေးရှင်ကိုထိုးဆက်ဖို့ရက်ွက်ရုံးမှာဒီမြေခွက်နဲ့အိမ်ကိုအယောင်စာချုပ်ချုပ်ပြီးပြပအောင်ထွက်သွားတယ်တဲ့အဲ့ဒီအယောင်စာချုပ်မှာလက်မှတ်ရေးထိုးသူကတော့သူတို့ရဲ့တူးတူးသောသားလေးကအယောင်စာချုပ်ကိုလက်မှတ်ရေးထိုးပေးလိုက်ပါတယ်တဲ့ရေးထိုးပေးလိုက်တဲ့သားလေးရဲ့အသက်က73-45ပတ်ဝန်းကျင်ပဲရှိသေးတယ်အဲ့ကလေးရဲ့အသက်ကအဲ့အရွယ်မှာစာချုပ်လက်မှတ်ရေးထိုးပြီးတော့ရောင်းချပေးလိုက်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဒါသည်ဥပဒေနဲ့ညီလားတရားဝင်ရောင်းဝယ်ထမြောက်လားဆိုတာကိုမင်းမြန်ထားသောမေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းကိုကျွန်မကအရွယ်ရောက်ချင်းဥပဒေနဲ့ဗြိဉ္ဉ်ဥပဒေအရဖြေကြားပေးပါမယ်ကျွန်မတို့အရွယ်ရောက်ချင်းဥပဒေမှာဆိုရင်အသက်အရွယ်လိုက်ပေါ့နော်16နှစ်အောက်ဆိုရင်ကလေးလို့သတ်မှတ်တယ်16အထက်18မပြည့်သေးရင်လူငယ်လို့သတ်မှတ်ပါတယ်18ပြည့်ပြီဆိုရင်တော့လူကြီးဖြစ်เนาะအရွယ်ရောက်ပြီပေါ့နော်လူကြီးဖြစ်သတ်မှတ်ထားပါတယ်အခုလေးခုမှာကလေးက73 45ဆိုတော့16အောက်ဖြစ်နေတယ်ဒါဒီကလေးပဲရှိပါသေးတယ်မကျူရလည်းမဖြစ်သေးဘူးအရွယ်လည်းမရောက်သေးဘူးအဲ့ဒီအတွက်ကြောင့်ဗြိဉ္ဉ်ဥပဒေအရစာချုပ်စာတမ်းတစ်ခုမှာလက်မှတ်ရေးထိုးချုပ်ဆိုခွင့်မရှိပါဘူးအရွယ်မရောက်သေးသူကျမတို့ဗြိဉ္ဉ်ဥပဒေမှာဆိုရင်စာချုပ်တစ်ခုကိုချုပ်ဆိုမယ်ဆိုရင်အရွယ်ရောက်ပြီးသူဖြစ်ရမယ်ယူတူတူမဖြစ်ရဘူးစိတ်ပို့တက်တူပေါ့နော်ယူတူတူမဖြစ်ရဘူးတပားသူတို့ရဲ့တွေးဆောင်ချင်းချောက်ချိန်မောင်းချင်းချောက်ထိုးတဲ့လက်မှတ်မဖြစ်ရဘူးပေါ့နော်ဒီလိုမျိုးတွေအချက်တွေကန့်သက်ချက်တွေရှိတယ်အဲကန့်သက်ချက်တွေနဲ့မညီဘဲနဲ့ချုပ်ဆိုထားရင်เนาะဒီစာချုပ်ကပြက်ပြဲပါတယ်နောက်တစ်ချက်ကအတိုးတွေကြောင့်ဒီမြေနဲ့အိမ်နဲ့ကိုအယောင်းဝယ်စာချုပ်နဲ့သူ့အမေကပေးပြီးပြပကိုထွက်သွားတယ်ဆိုတော့သူ့အမေကယူထားတဲ့အကျွေးတွေကိုငွေရှင်တွေနဲ့ပြန်လို့ခြင်းပေါ့နော်ငွေရလို့မှုကာလာစီကန်တဲ့အတွေ့ငွေရလို့မှုအမြန်ဆုံးဆွဲဆိုပြီးတောင်းတင်ပါတယ်ဒီအိမ်နဲ့ခြံနဲ့ကိုတရားဝင်ဒီအကျွေးနဲ့ပြန်ပြီးတော့တင်းကျင်တယ်အကျွေးနဲ့ထေပြီးတော့ပေါ့နော်ကိုအိမ်နဲ့ခြံနဲ့ကိုချီးရတဲ့ငွေနဲ့ပြန်ထေပြီးလိုချင်တယ်ဆိုရင်တော့ဒီအိမ်နဲ့ခြံကိုကနဦးဝယ်ထားတဲ့သူဘာတူလဲဝယ်သူအဖေကဝယ်ထားလားအမေကဝယ်ထားလားအဲ့ဒီအဖေမေနှစ်ဦးလုံးရဲ့ရောင်းချသူနေရာမှာလက်မှတ်ရေးထိုးချုပ်ဆိုပြီးတော့စာချုပ်ကိုပြင်ဆင်ချုပ်ဆိုပြီးမှဒါတရားဝင်ပိုင်ဆိုင်မှာဖြစ်ပါတယ်